Let's guess the price of this stone. Is it 13? The price is 1.3 million, and let's tell them why. Well, it's a Brazilian Paraíba. What is Paraíba လို့လည်းထွက်လို့ရတယ်လို့ Paraíba လို့လည်းထွက်လို့ရပါတယ်။နေရာဒေသအလိုက် accent square အကြောင်းမလို့ကိုယ့်ရဲ့ pronunciation နဲ့ကိုယ်စိုက်တူထွက်လို့ရပါတယ်။ဘာအရှာပါဆုံးနဲ့တမိုးအရှိဆုံးကြောင်မြတ်တွေကတကူပါ။ခြားတုံးလေးနေမတူတဲ့အဓိကအချက်ကကော်ပါနဲ့ magnesium ပါလို့ Paraíba တုံးလေးတွေကneon blue ဖြစ်ခြင်းဖြစ်ပါတယ်။အပြာရောင်လို့စတိန်ပြရောင်ပူစင်ညာအစိမ်းရောင်ဆိုတဲ့အရောင်၃မျိုးတွေ့ရတဲ့ ဘရာဇီးနိုင်ငံပါရီဘာပြည်နယ်မှာစတင်တွေ့ခဲ့တဲ့နိုင်ဂျီးနီးယားနဲ့မိုဇမ်ဘစ်မှာလည်းတွေ့ရပေမဲ့ဘရာဇီးနိုင်ငံကလက်စအကောင်းဆုံးနဲ့ဈေးကြီးဆုံးဖြစ်တဲ့ပြည့်မြတ်အဖြစ်တွမ်လင်း1000ကျော်မှာပါရီဘာတွမ်လင်းတစ်လုံးပါဖို့မလွယ်ပါဘူး။ဒါကြောင့်မလို့သူကစိန်ထက်ပိုပြီးတော့ရှားပါတယ်။ဒီကြောက်ရဲ့အသက်ကအယောင်ပေါ့နော်။နီယွန်ပိုတောက်ပြီးတော့အပြာရောင်ပိုတောက်တဲ့ဆိုဈေးအမြင့်ဆုံးလို့သတ်မှတ်တယ်။ကော်ပါပါတာကြောင့်မလို့သူကနေရော effect ကိုပေးရကော်ပါမပါလို့ရှိရင်တာမန် indigo light tumbling လို့ပဲခေါ်လို့ရမယ်ဘရာဇီးမှာထွက်တဲ့ကြောက်တွေဟာလှလဲလှတယ်ဈေးလဲကြီးရဲ့နိုင်ဂျီးနီးယားမှာဘရာဇီးနဲ့ဆင်ပေမဲ့သူအယောင်နဲ့နည်းလေးဖြော့နေတတ်တယ်မိုဇမ်ဘစ်ကဈေးကွက်ထဲမှာအရွယ်စားတော့ကြီးတတ်တယ်ဒါပေမဲ့အယောင်တော့မလှဘူးmusic data ဆိုလို့ရှိရင်ဘရာဇီးလို့ရည်ညွှန်းလို့ရပါတယ်သူ့ရဲ့မာစင်အဆင့်ကမိုးစိတ်မှာဆိုလို့7 to 7.5 ရှိရဲဒါကြောင့်မလို့လက်ဝဲအနာအဖြစ်လည်းနေ့စဉ်ဝတ်ဆင်လို့ရတဲ့အထိခိုင်ခန့်မှုပဲရှိရဲဟာရီဘာတော်တော်များများက heat treatment လုပ်ပြီးသားပါကြောက်သွင်းတွေကကြောက်ဆိုတာထက်အနည်းဆုံးတော့ heat treatment လုပ်ပြီးသားဖြစ်ပါတယ်သူအများလိုပဲ emulsion ပေါ်တဲ့အတွက်ကြောင့်မလို့ natural မှာလုံးဝအဆင့်တန်းစွာရှားတယ် GIA Googling ကတဲ့ SSC ရဲ့ဒါရဲ့ဒီ lab ခန်းလေးကိုယ်တိုင်ကဒီ treatment လုပ်ပြီးသားကိုလက်ခံပြီးသားပါParaíba tumbling ဆိုပြီးတော့နာမည်တက်လာလို့ရှိရင်အရင်ဆုံး let's suggest certificate notes မှာကော်ပါပါဝင်မှုရှိမရှိကိုစစ်ဆေးပါပုံမှန် Paraíba တွေကတက္ကလက်အောက်ကိုတေးပြီးတော့စနင်တန်းဆိုလို့ရှိရင်တက္ကလက်အောက်ထဲတေးရဲ့အပြစ်နာစားလည်းမရှိဘူးပယ်တဲ့ကြည့်ရဆို museum quality လို့သတ်မှတ်လို့ရပါတယ်ဒါ museum quality ရဲ့အကြောင်းကိုနောက်နေ့ကျရင်ပြောပြပါမယ်ဘယ်လိုမျိုး AR museum quality လို့သတ်မှတ်ပြီးတော့ museum quality ရဲ့အားသင့်ချက်အားသာချက်တွေကိုနောက်ထပ်ဗီဒီယိုမှာပြောပြပေးပါမယ်